စစ်အာဏာရှင်များရဲ့ view ဟာကျွန်တော်တို့အကုန်လုံးသိတယ်တနေရာကိုသူတို့ရအောင်ထိတ်လိုက်မယ်တရုတ်ဖိအားဖြစ်ပါဖြစ်ပြီးနောက်တနေရာကိုမဲမယ်အဲ့ဒီသူတို့ရဲ့လုံမဲ့ view ဟာကိုသိရဲ့သားနဲ့ကျွန်တော်တို့ဘက်ကပေါ့နော်သိရဲ့သားနဲ့ဒီကျွန်တော်တို့ဘက်ကစီစီလုံးလုံးနဲ့တညီတညွတ်တည်းပြန်မခုခံနိုင်တာကျွန်တော်တို့ရဲ့အားနည်းချက်ပဲအမေရိကန်ကဥရောပရဲ့ EU စတင်ဖွဲ့စည်းတဲ့ကအမေရိကန်ကမကြိုက်ဘူးခေတ်သမိုင်းဆက်ဆက် EU တိဆောက်ဖွဲ့စည်းမှုကိုအမေရိကန်ဘက်ကစန့်ကျင်ခဲ့တယ်ပြောချင်တာက EU ရဲ့အထူးသဖြင့် Republican တွေက EU ဖွဲ့တာမကြိုက်ဘူးဘာကြောင့် EU ဒီအမေရိကန်ရဲ့ power ကို balance လုပ်မယ်စိန်ခေါ်မယ်ဆိုတာဖြစ်တဲ့မကြိုက်ဘူး EU ဘက်ကလည်းအမေရိကန်နိုင်ငံကိုရင်ဆိုင်ဖို့အတွက် EU တနိုင်ငံချင်းကရင်ဆိုင်လို့မရဘူးစုပေါင်းပြီးအမေရိကန်နဲ့ power balance ဖြစ်အောင်လုပ်ဆောင်တာအဲကြောင့်အမေရိကန်အဲ့ဒါကြောင့်အဲ့ဒီ idea ကနေအခု mega တွေက EU ကိုခွဲထွက်ဖို့ကြိုးစားတာအဲ့ဒါကို EU နိုင်ငံတွေကတညီတညာတဲ့စုပေါင်းပြီးတော့စုခံနေတာပြောချင်တာကဥရောပလုံခြုံရေးအတွက်ဂျာမန်ပြင်သစ် UK တို့ကဥဆောင်ပြီးတော့ဝိုင်းပြီးတော့ကာကွယ်ပေးနေတာ Brexit က UK ဘလောက်ထွက် UK ဒီ EU ကိုပုံကန်ပြီးထားသွားလို့မရဘူးဒါကြောင့်လေအခုLabour အစိုးရကဥရောပထဲပြန်ဝင်ဖို့အတွက် Custom Union ကိုပြန်ပေါင်းဖို့အတွက် Custom Union ဆိုတာဥရောပမှာရှိတဲ့ဒီအကောက်ခွန်ဆိုင်ရာသမဂ္ဂအဖွဲ့အစည်းပေါ့အဲ့ဒီအဖွဲ့တွေကိုပြန်ဝင်နေဆိုရင်ဥရောပမှာဒီနိုင်ငံတွေအချင်းချင်း UK နဲ့ EU နဲ့လွတ်လပ်စွာကုန်သွယ်ခွင့်ရပါမယ်။ဘာကြောင့် UK ဒီဥရောပမှာရှိနေတာဥရောပကိုတွေဖယ်ပြီးတော့ UK ဒီအမေကျော်တွေးတန်လမ်းပြီးအာရှလူတွေအမေရိကန်လိုအမေရိကတိုက်နေသွားပြီးပေါင်းလို့ရတာမဟုတ်ဘူးဥရောပနဲ့အဆင်ပြေမှရမှာဒါကြောင့်ဥရောပနဲ့ပဲတလုံးတစ်စီးတည်းရှိဖို့လိုအပ်တယ်ဒါကြောင့်လေ NATO ကနေပြီးတော့အမေရိကန်ကခွဲထွက်ဖို့သို့မဟုတ်အမေရိကန်က NATO ကိုဥမဆောင်တော့ဘူးပြောဖို့သို့မဟုတ်အမေရိကန်စစ်တပ်တွေ NATO နိုင်ငံတွေကနေပြန်ရုပ်မယ်လို့အမေရိကန်ရဲ့ policy ထွက်လာတဲ့အခါမှာဥရောပနိုင်ငံတွေက coalition ကို willing ဆိုပြီးတော့စစ်မဟာမိတ်နိုင်ငံတစ်ခုကိုအမေရိကန်မှာပဲချက်ချင်းထားပွဲကြတာပြောချင်တာကအခုခေတ်အနေအထားဒီမဟာမိတ်လောက်ရတယ်စုပေါင်းဖွဲ့ရတယ်အဲ့တော့ UK ဥဆောင်ပြီးတော့ဒီဂျာမနီနဲ့ပြင်သစ်တို့အပါအဝင်ဒီမဟာမိတ်စစ်အဖွဲ့ကိုချက်ချင်းထားဖွဲ့ကြတယ်ဘာကြောင့်လဲရန်သူဖြစ်တဲ့ပူတင်ရဲ့တရုတ်ရဲ့အနေအထားကိုသိပြီးသားသူတို့ဒီဥရောပကိုခွဲမယ်ဒါကြောင့်လေပူတင်ကဟန်ဂေးရီးယားလက်ရအစိုးရတွေကပူတင်ဘက်ကိုပါတယ်ပူတင်ဘက်ကိုယိမ်းတယ်ဥရောပကနေကလန်ကဆန်လုံနေတယ်အဲ့တော့အဲ့လိုမျိုးအနေအထားမျိုးဖြစ်တဲ့အတွက်ဥရောပကိုစုစည်းဖို့အတွက်ဒီနိုင်ငံကြီးတွေကဥဆောင်ကြရတယ်အဲ့တော့အာဏာရှင်ဆိုတာသူရှင်ပြိုင်မဲ့သူရန်ဘက်နိုင်ငံကိုအမြဲတမ်းသွေးခွဲတယ်အဲ့ဒါမှသူဒီတစုတစည်းတည်းမရင်ဆိုင်ဘဲနဲ့တစ်ဖွဲ့ချင်းရင်ဆိုင်ရင် तू ကအေးစစ်စစ်အနိုင်ရမယ်ဆိုတဲ့စဉ်းစားပုံပဲဒါဟာကျွန်တော်တို့ငယ်ငယ်တည်းကသင်ခဲ့ရတဲ့ထင်းစည်းဥပမာနဲ့အတူတူပဲတကဘာလုံးကအတူတူပဲဒီသဘောထားတွေပဲရှိတယ်ထင်းစည်းကထင်းတစ်ချောင်းချင်းဆိုရင်ဘာမှအင်အားမရှိဘူးလွယ်ကူနဲ့ချိုးလို့ရတယ်ထင်းကအစီးလိုက်ဆိုရင်ချိုးရတာခက်တယ်အဲ့ဒီအချက်လက်ကအခုကဘာမှာလဲလက်ရှိအမှန်တရားပဲယနေ့ကဘာအနေအထားများဖြစ်တဲ့ဥရောပမှာလည်းအမှန်တရားပဲပြီးတော့အာဏာရှင်နိုင်ငံများမှာလည်းအမှန်တရားပဲဒါကြောင့်အာဏာရှင်နိုင်ငံများတွေအားလုံးကြောချင်းကတ်သွားကြတယ်အာဏာရှင်နိုင်ငံတွေဖြစ်တဲ့တရုတ်ရုရှားအိန္ဒိယပါကစ္စတန်အီရန်ဘယ်လာရုစ်လိုမြောက်ကိုရီးယားလိုကြောချင်းကတ်သွားကြတယ်ဒါပေမဲ့ဒီမိုကရေစီနိုင်ငံတွေမှာကကြတော့ကြောချင်းကတ်နေရနေပြီးတော့သမ္မတထရန့်ကအပြင်စည်းတဲ့ကိုထွက်သွားပြီးတပ်ပါတီပုံစံဖြစ်သွားတာသမ္မတထရန့်ကအခုဒီမိုကရေစီနဲ့အာဏာရှင်များရဲ့ပြိုင်ဆိုင်ပွဲမှာသူ့ကိုယ်သူတပ်ပါတီပုံစံအနေနဲ့ပြောဆိုနေတာကိုတွေ့ရတယ်ပြောချင်တာကဒီမိုကရေစီအင်အားစုဘက်ကခွဲထွက်သွားခြင်းပေါ့အဲ့ဒါကြောင့်လေသမ္မတထရန့်ကလာမယ့်2026ခုနှစ်ဧပြီလမှာတရုတ်နိုင်ငံကိုသွားမယ်အဲ့တော့တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးစာချုပ်တွေချုပ်မယ်ချုပ်ပြီးတဲ့အတွက်တရုတ်လူကျင်တာတွေအားလုံးကိုရှော့ပေးဖို့ပုံစံတွေရှိနေတယ်ဒါကြောင့်ဒီမိုကရေစီနိုင်ငံကြီးများအထူးသဖြင့်တောင်ကိုရီးယားဂျပန်တို့ကစိတ်ပူနေကြတယ်အဲ့တော့အဲ့လိုမျိုးအနေအထားတွေဖြစ်ပြီးတော့တရုတ်နိုင်ငံကရန်လိုမှုတွေနဲ့ထိုင်ဝမ်ကိုကျူးကျော်နိုင်တယ်အာရှကိုလွှမ်းမိုးထားနိုင်တယ်အဲ့တော့ပ
ပူတင်ကကြတော့ဥရောပကိုချိန်လျှောက်ထားနိုင်ပြီဥရောပကတစ်ခုလုံးကိုပူတင်ထိန်းထားလိုက်ပြီအဲ့ဒီချိန်မှာအမေရိကန်ကကြတော့ဗီနီဇွဲလားကိုဝင်တိုက်ပြီးတော့တောင်အမေရိကတိုက်နဲ့အမေရိကတိုက်တစ်ခုလုံးကိုသူက control လုပ်ထားခြင်းဒီလိုမဟာဗျူဟာမြောက်ရေးဆွဲထားတာသမ္မတထရန့်တက်လာရင်သမ္မတထရန့်ရဲ့ရုရှားသမ္မတပူတင်ရဲ့တရုတ်သမ္မတရှီကျင်းပင်တို့ရဲ့ပလန်ဆိုတာကိုဘယ်သူကရေးဆွဲထားမှန်းတော့မသိဘူးအဲ့ဒီပလန်အတိုင်းဖြစ်နေတာကိုတွေ့ရတယ်အဲ့တော့ဥရောပကိုတိုက်ခိုက်တယ်လူဝင်မှုကြီးကြပ်ရေးကိုတိုက်ခိုက်တယ်ဒါပေမဲ့လူဝင်မှုကြီးကြပ်ရေးကလည်းပြောစရာပေါ့အတိုင်းအဆမရှိလာတဲ့ခါကျတော့ထိမ့်သိမ်းရခက်တယ်ပေါ့လူတွေများလာရင်ပို့ပြီးတော့ထိမ့်သိမ်းရခက်လာမှာပေါ့အဲ့တော့အဲ့ဒီကမ္ဘာအနေထားကြီးကအမှန်ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာလေဆေးအာနာရှင်ကထင်းချောင်းတစ်ချောင်းချင်းလို့သူလွယ်လွယ်ကူချိုးမှဆိုတာသိရတာနဲ့ကျွန်တော်တို့တွေဘာလို့တစုတစည်းတည်းမနေနိုင်ကြတာလဲဆိုတာမေးကုန်မေးစရာပဲဒါကြောင့်ကျွန်တော်ရဲ့ triangle မှာဖြစ်တဲ့စီးလုံးညီညွတ်မှု unity မြန်မာနိုင်ငံမှာဘယ်လို့မှမရဘူးဖြစ်နေတယ်နော်ကျွန်တော်တို့နိုင်ငံမှာ energy တစ်ဖွဲ့တည်းနဲ့လည်းသွားလို့မရဘူးတိုင်းသားတွေတစ်ဖွဲ့ချင်းလည်းသွားလို့မရဘူးအားလုံးပေါင်းတိုက်မှာရမှာအဲ့တော့အဲ့တိုင်းသားတွေကြားထဲမှာ energy ကြားထဲမှာကိုတို့ဒီမို့တိုင်းသားတွေကြားထဲမှာကိုဆက်ရနာရှင်ကသွေးခွဲထားပြီးသားရှိတယ်အပြစ်ကရေးစီ NCA ထိုးထားတာရှိတယ်အခွင့်အလမ်းတွေပြီးစီးပွားရေးလုပ်ငန်းတွေနဲ့ဆွဲထားတာတွေရှိတယ်အခုဆိုရင်ကြားဖြတ်လုပ်ငန်းဘေးလုပ်ငန်းတွေနဲ့နော်ဒီရုံးထွက်လို့မရအောင်ရှောင်လွဲလို့မရအောင်နှိမွန်းနေအောင်လုပ်ထားပြီးသားတွေရှိနေတယ်အဲ့တော့အဲ့လိုအချက်လက်တွေကမြန်မာနိုင်ငံမှာအမှန်တကယ်ဖြစ်နေတဲ့ပေးထားချက်တွေဖြစ်တယ်အဲ့ဒီပေးထားချက်တွေမှာကျွန်တော်တို့အာဏာသိမ်းလိုက်တဲ့အခါမှာနော်ဒီကျွန်တော်တို့မတရားမှုတွေဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးတာတွေကျွန်တော်တို့အရက်သားတွေရေးထားတဲ့ဒီမိုကရေစီအစိုးရကြီးကိုဖျောက်ချလိုက်တဲ့အခါမှာပြည်သူတွေနိုးထလာတဲ့အခါမှာအဲ့ဒီစစ်အာဏာရှင်ကထဲဝင်ဖျက်ဆီးထားတဲ့တို့ဒီမို့အခွင့်အရေးတွေပေးထားတဲ့စစ်အာဏာရှင်တွေနဲ့ပူစားပေါင်းစားပြီးလက်လွန်ချီလွန်ဖြစ်နေတဲ့အဲ့ဒီကကတော့ BGF တွေစောစောတုန်းက DKB တို့လိုဟာမျိုးတွေစောစောတုန်းကလိုအဖွဲ့အစည်းတွေတိုင်းသားတချို့သောလက်နက်ကင်တွေကရုံးမထွက်နိုင်ပဲစစ်အာဏာရှင်နဲ့အနေထားတွေကိုရောက်နေပြီးယနေ့အမှန်တကယ်တနိုင်ငံလုံးတိုက်ပွဲတွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ဘက်ကသာတပြိုင်နက်တည်းညီတယ်ဆိုရင်တသံနဲ့ထွက်ရမယ်အစားအခုပဲကြည့်ကိုကန့်ကတရုတ်ဖိအားကိုမလွန်ဆိုင်နိုင်လို့ဆိုပြီးစစ်အာဏာရှင်နဲ့ပြန်ဆုတ်ပေးလိုက်တယ်ဦးတောင်းပလောင်ကလည်းတရုတ်ဖိအားကိုမလွန်ဆိုင်နိုင်လို့ဆိုပြီးတော့မိုးကုံမျိုးကြီးကိုဝင်လာပြီးတော့စစ်အာဏာရှင်ကိုပေးလိုက်တဲ့အခါမှာသူတို့ချုပ်ထားတဲ့မဟာမိတ်ဆိုတဲ့အေးအေးကိုစစ်အာဏာရှင်ကရဲရဲဆက်ဆက်ပုံကျဲနေပြီအရင်တော့ကကိုကန့်ကိုကျဲတဲ့နေရာတော့တောင်းပလောင်ကိုကျဲနေတဲ့ရှမ်းမြောက်ကနေအခုဟိုဘက်ကိုရောက်သွားပြီပြောချင်တာက तू ကတနိုင်ငံလုံးဘိုးကျွေးနေတဲ့အင်အားမရှိဘူးပေါ့အဲ့တော့ तू ကtarget ထားပြီးတယောက်ချင်းကိုခွဲထုတ်ပြီးတော့အဲ့ဒီတယောက်ချင်းကိုချိန်မုံနေတာကိုကျွန်တော်တို့ဘက်ကလူတွေသိရသားနဲ့အချိန်မုံခံနေကြတယ်အဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ဝမ်းနည်းစရာဆရာနာရှင်လူဘာဝနေတဲ့အချက်နဲ့ကျွန်တော်တို့ဘက်ကခံနေရတဲ့အချက်ပဲအားလုံးစီးလုံးမဲ့ရမယ်ဆိုတာကိုသိရသားနဲ့မစည်းလုံးနိုင်ကြဘူးမာနတွေမလျှော့နိုင်ကြဘူးကိုကြိုးတွေမစွန့်လုံးကျင်ကြဘူးအဲ့တော့ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ကျွန်တော်တို့ရဲ့ကံကြမ္မာပဲအခုကျွန်တော်ကဥရောပအကြောင်းတွေ EU အကြောင်းတွေအမေရိကန်အကြောင်းတွေတရုတ်အကြောင်းတွေအဓိကပြောရတဲ့အကြောင်းကြီးကကဘာကြီးမှလည်းအဲ့ဒီတိုင်းပဲခွဲရေးတွဲရေးတွေပဲအခုဆိုရင် Third World Country လို့သူတို့ခေါ်တဲ့ Global South ဆိုတဲ့အဖွဲ့ကြီးကနော်အမေရိကန်ဆိုရင်အမေရိကန်နဲ့ပြည်လည်အောင်စားလိုက်တယ်တရုတ်ဆိုရင်လည်းတရုတ်နဲ့ပတ်သက်လိုက်တယ်အဲ့ဒါမျိုးမညီတဲ့အဖွဲ့တွေရှိတယ်အကြောင်းကသူတို့ဒီမိုကရေစီကိုမကြိုက်ဘူးသူတို့ဒီအာဏာရှင်ကိုပဲကြိုက်တယ်သူတို့ကိုယ်တိုင်ကသူတို့နိုင်ငံတွေမှာဖိနှိပ်ထားတယ်သူတို့ဘရင်တွေစော်ဝါးတွေနဲ့အုပ်ချုပ်တယ်လူဒီမဟုတ်လေအာဏာရှင်စစ်တပ်တွေနဲ့အုပ်ချုပ်တယ်အဲ့တော့သူတို့ဒီအုပ်ချုပ်ကံလူဒန်းစားဘရင်စနစ်ကနေပဲသွားနေတာဖြစ်တဲ့တွေပြည်သူတွေကိုမျက်စိဖွင့်နားဖွင့်မပေးခြင်းဘူးဒီမိုကရေစီဆိုတာမမီးစမ်းပေးစေခြင်းဘူးလွတ်လပ်စွာပြောဆိုခွင့်တွေအမျိုးသမီးအခွင့်အရေးတွေကလေးခွင့်အရေးတွေလာမပြောနဲ့အဲ့တော့အရင်ခေတ်ကအတိုင်းပဲသူတို့ကအုပ်ချုပ်ချင်တာအဲ့တော့အဲ့ဒါမျိုးလူတွေက Global South ဆိုတဲ့ဟာကြီးကနေရက်တည်ပြီးတော့အဲ့ဒီအာဏာရှင်တွေနဲ့ကဘာကြီးကိုရက်တည်နေကဘာကြီးမှာအဲ့ဒါမျိုးနိုင်ငံတွေအများကြီးရှိတယ်ဒီမိုကရေစီစစ်ဒီချမ်းသာနေတဲ့ကဘာကြီးမှာနိုင်ငံကဥရောပနဲ့နိုင်ငံအချို့နဲ့ဥရောပနိုင်ငံများနဲ့ဒီဩစတြေးလျနယူးဇီလန်တောင်ကိုရီးယားထိုင်ဝမ်ဂျပန်အမေရိကကနေဒါနိုင်ငံလောက်ပဲရှိတာလက်ချိုးယူလို့ရတယ်တောင်အမေရိကတိုက်လုံးမှာနိုင်ငံပေါင်းမြောက်များစွာရှိတယ်အာဂျင်တီးနားဘရာဇီးအများကြီးပေါ့ဗင်နီဇွဲလားချီလီဘာညာကွီကွာနော်တိတ်တောင်အမေရိကတိုက်မှာဘလုံးသိကမ္ဘာဖလောက်တီးတဲ့လူတွေသိပါတယ်
အဲ့တော့အဲ့ဒီထဲမှာဒီမိုကရေစီနိုင်ငံအစစ်ဆိုတာမရှိသလောက်ရှားတယ်လက်ချိုးကြီးလို့ဘရာဇီးမှာလည်းဒီမိုကရေစီအစစ်မဟုတ်ဘူးအာဂျီးတီးနားလည်းဒီမိုကရေစီအစစ်မဟုတ်ဘူးအာဖရိကတိုင်းမှာလည်းဒီမိုကရေစီအစစ်ဆိုတော့လက်ချိုးကြီးလို့ရတယ်အခုဆိုရင်ဂါနာလိုနိုင်ငံနည်းနည်းနိုင်ဂျီးရီးယားလိုနည်းနည်းအခုတောင်အာဖရိကလောက်နည်းနည်းကျန်တဲ့နိုင်ငံတွေအားလုံးဒီအာဏာရှင်တွေနဲ့စစ်ဗိုလ်ချုပ်တွေပဲအာဏာသိမ်းလိုက်သူသိမ်းလိုက်ငါသိမ်းလိုက်ဖြစ်နေတာအရှေ့လေပိုင်းမှာလည်းဒီမိုကရေစီနိုင်ငံဆိုတာလက်ချိုးယူလို့ရတယ်အီဂျစ်နိုင်ငံလည်းနောက်ဆုံးစစ်တပ်ကပဲအာဏာပြန်သိမ်းထားတယ်နော်ဒီအခုသူတို့အမေရိကန်တိုက်ထားတဲ့အီရတ်တို့ဆိုရင်လည်းဒီမိုကရေစီဒါပြောနေတယ်အဆုံးရောက်တွေဖြစ်နေကြပြီအစ္စရေးကလည်းဒီမိုကရေစီဒါပြောနေတာလက်ရဆုံးတွေနဲ့စစ်ရစုမှုတွေကျူးလွန်နေပြီအဲ့တော့အရှေ့လေပိုင်းမှာလည်းကျွန်တော်တို့ပြောနေတဲ့ဒီမိုကရေစီအစစ်နိုင်ငံလက်ချိုးယူလို့ရတယ်အာရှနော်အာရှမှာဒီမိုကရေစီနိုင်ငံဆိုလို့တောင်ကိုရီးယားနဲ့ဂျပန်ပဲရှိတယ်အခုဆိုရင်တော့ထိုင်ဝမ်ရှိတယ်ကျန်တဲ့ဘယ်နိုင်ငံဒီမိုကရေစီရှိလဲနော်အာဆီယံနိုင်ငံအားလုံးဒီမိုကရေစီနိုင်ငံအစစ်မဟုတ်နှစ်ပိုင်းနေပဲနော်အိန္ဒိယဒီမိုကရေစီတော့ဒီမိုကရေစီပဲဒါပေမဲ့သူ့ရဲ့ policy ဒီအမြဲတမ်းအနောက်အုပ်စုနဲ့စာရင်အရှေ့အုပ်စုဖြစ်တဲ့ရုရှားနဲ့ပူရင်းနေဒါပေမဲ့ဒီမိုကရေစီလို့ပြောလို့ရတယ်နောက်ဘယ်နိုင်ငံရှိသေးတယ်ဘင်္ဂလားဒေ့ရှ်မဆိုးဘူးလို့ပြောလို့ရတယ်ပါကစ္စတန်မဆိုးဘူးလို့ပြောလို့ရတယ်အဲ့တော့အိန္ဒိယကခွဲထွက်တဲ့ဒီနိုင်ငံ၃နိုင်ငံပေါ့ဗျာအဲ့တော့ဒီမိုကရေစီအာဆီယံနဲ့ဆိုင်တော့ဒီမိုကရေစီနည်းနည်းသားတယ်နော်ဘင်္ဂလားဒေ့ရှ်လည်းနည်းနည်းသားတယ်ပါကစ္စတန်လည်းနည်းနည်းသားတယ်ဒါပေမဲ့သူတို့လေစစ်တပ်တွေပါဝင်ပတ်သက်မှုတွေတော့ရှိနေတယ်အိန္ဒိယကတော့လုံးဝစစ်တပ်တွေပါဝင်ပတ်သက်မှုမရှိပဲဒီနိုင်ငံရေးပါတီတွေကပဲထိန်းထားနိုင်တယ်အခုမက်ဂါဖြစ်တဲ့လက်ရပါတီတက်လို့ဒါအိန္ဒိယကဖြစ်နေတာကျန်တဲ့နိုင်ငံတွေဘယ်နိုင်ငံဒီမိုကရေစီရှိလဲစင်ကာပူကြည့်မလားနှစ်ပိုင်းတစ်ပိုင်းမလေးရှားကြည့်မလားနှစ်ပိုင်းတစ်ပိုင်းထိုင်းလန်ကြည့်မလားနှစ်ပိုင်းတစ်ပိုင်းအင်ဒိုနီးရှားကြည့်မလားအင်ဒိုနီးရှားအဲ့ဒီမှာနည်းနည်းသာတယ်လို့ပြောမယ်ဒီမိုကရေစီနည်းနည်းရှိတယ်ဖိလစ်ပင်းနည်းနည်းရှိတယ်နည်းနည်းပိုရှိတယ်ပေါ့အဲ့တော့ဩစတြေးလျတိုက်မှာတော့ဩစတြေးလျနိုင်ငံကတော့ဒီမိုကရေစီကြားတယ်အဲ့တော့ကမ္ဘာကြီးမှာဒီမိုကရေစီဦးကျွန်တော်တို့တောင်းဆိုနေတဲ့မြန်မာပြည်သူတွေတောင်းဆိုနေတဲ့ဒီမိုကရေစီအစစ်နိုင်ငံကနိုင်ငံပေါင်း50လောက်ပဲရှိတယ်ကမ္ဘာကြီးမှာနိုင်ငံပေါင်း189နိုင်ငံရှိတယ်ကျွန်တော်တို့တောင်းဆိုနေတဲ့ကျွန်တော်တို့အခုရည်မှန်းနေတဲ့တာယာသောလူပောင်လူချင်းတဲ့ဒီမိုကရေစီအစစ်နိုင်ငံကကမ္ဘာကြီးမှာနိုင်ငံပေါင်း30နဲ့50ကြားလောက်ပဲရှိတယ်50လောက်ပဲရှိမယ်အဲ့တော့ဒီလိုအနေထားကြားတဲ့ကနေကျွန်တော်တို့ကရင်ဆိုင်နေရတာအဲ့လိုအနေထားကနေပြီးတော့ရှိတဲ့ဒီမိုကရေစီတွေအချင်းချင်းကြောချင်းကပ်မယ်စီးပွားရေးကြောချင်းကပ်မယ်ကျွန်တော်ပြောသလိုကမ္ဘာ stock share market ကို control လုပ်ထားမယ်ကမ္ဘာတန်ရေးတမန်ရေးကို control လုပ်ထားပြီးတော့ကမ္ဘာကြီးကိုဥဆောင်နေလို့သာလေဒီမိုကရေစီနိုင်ငံတွေကအားသာနေတာဒါပေမဲ့အိန္ဒိယနေပါနောက်ကွယ်ကနေတက်လာတဲ့ကြော်တက်လာတဲ့စီးပွားရေးကမ္ဘာကြီးရဲ့စီးပွားရေးအနေထားပေါ့ဒီနေရာမှာကျွန်တော်ကအနောက်နိုင်ငံများရဲ့နိုင်ငံရေးသမားတွေရဲ့ policy တခုကိုထောက်ပြခြင်းတယ်သူကစက်ယုံတော်တော်များများကိုစီးရဲတဲ့ဒီတရုတ်နိုင်ငံအာရှနိုင်ငံတွေကိုသူကအမေရိကန်ဆိုရင်တော့ဒီမက္ကဆီကိုလိုနိုင်ငံတွေပေါ့ဒီကိုရွှေ့သွားလိုက်တယ်အဲ့တော့ဒီနိုင်ငံတွေမှာအဲ့ဒီစက်ရုပ်လုပ်ငန်းတွေနဲ့အဲ့ဒီစက်ရုပ်ကုန်ထုတ်လုပ်ငန်းလုပ်တဲ့လူတွေမရှိသလောက်ရှားသွားတယ်